Neti, Atanmat Farbe, Gabago, Dong Luxido, Arekai, Liwachit. စစ်ပွဲတစ်ခုမှာအောင်နိုင်ဖို့လက်နက်အင်အားထက်ပိုအရေးကြီးတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့လျှို့ဝှက်ချက်ပါပဲ။လူတွေကြားအံ့ဩနေရလောက်အောင်ပွဲတွေတစ်ခုပြီးတစ်ခုသိမ့်ပိုက်နေတဲ့အာရခတပ်တော်မှာထူးခြားတဲ့စစ်စည်းကမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့တရားဝင်မထုတ်ပြန်မချင်းဘယ်သူမှမသိရတဲ့တာမနစ်စီယိုပါပဲ။ပြီးတော့အာရခတပ်တော်မှာခေါင်းဆောင်ဆိုတာကိုကြွားဝါပြသလိမရှိပါဘူး။လူထုကတိတာဆိုလို့စစ်ဦးစီးချုပ်ဒုစစ်ဦးစီးချုပ်နဲ့ပြိုရေးဆိုခွင့်ရှိသူဒီလူသားအနှဲငယ်ပဲရှိပါတယ်။ကြံတဲ့သူတွေဟာအမိမရှိတဲ့သူရဲကောင်းတွေအဖြစ်တာဝန်ကိုပဲခြေပွန်အောင်ထမ်းဆောင်ကြပါတယ်။ဘသူကဘယ်နေရာမှာရှိနေမှဘသူကဘာကိုတာဝန်ယူထားမှရန်သူတောင်ဝေခွဲမရအောင်လျှို့ဝှက်နိုင်လွန်းပါတယ်။ Social media ခေတ်မှာတော်လန်ရေးလုံးနေပေမဲ့အာရခရဲ့ရဲမယ်တွေကို TikTok ပေါ်မှာ Facebook ပေါ်မှာမြင်ရဖို့ဆိုတာမဖြစ်နိုင်တယ်လို့ရှားပါတယ်။သူတို့ဟာလာပဖို့ထက်လူတိများဖို့ထက်အမိမိအတွက်အောင်ပွဲကိုပဲအလေးထားကြတယ်။လိုင်းပေါ်မှာအလူမခံဘူး။လိုင်းပေါ်မှာပေါ်လွင်အောင်မနေဘူး။သူတို့ပြင်းထန်တဲ့ကိုချင်းတရားနဲ့စီကန်းတွေကပဲအာရခတတ်တော်ကိုအောင်မြင်မှုစီပို့ဆောင်ပေးနေတာပါ။ဘသူကမှအာမကိုဘူး။ဘသူရဲ့အမိန့်ကမှမနာခံဘူး။အာရခတတ်တော်ဟာကိုယ့်ခြေထောက်ပေါ်ကိုရက်တီပြီးကိုယ့်ကံကြမ္မာကိုဖန်တီးခဲ့တာပါ။ဒါပေမဲ့သူတို့နောက်ွယ်မှာရခိုင်တပီလုံးရှိနေပါတယ်။ရခိုင်ပြည်သူတွေရဲ့တန်မဏိလိုစိတ်တက်တွေကပဲတက်တော်အတွက်အားအကောက်ဆုံးလက်နက်ဖြစ်ပါတယ်။စစ်ရေးသတင်းလုံခြုံခြင်းဆိုတာပြည်သူကတက်တော်ကိုယုံကြည်လို့ပါဇက်ကိုပိတ်ထားနိုင်ခြင်းပဲဖြစ်ပါတယ်။အောင်ပွဲဆိုတာအတန်ကြဲကြဲအော်နေုံနဲ့မရပါဘူး။အတန်တိတ်စီကံကောင်းမှုကနေပဲရလာတာပါ။ဒီလိုစီကံပြီးွားတဲ့တက်တော်အပေါ်တင်ရောဘာပြောခြင်းတလဲ။အာရခရဲ့အောင်ပွဲတွေအတွက်ဂုဏ်ပြုစကားလေးတွေ comment မှာရေးပေးထည့်ပါဦး။